ကိုမိုးရီ ဘာလို့ ကျွန်တော်အကြောင်းသိရနော် မဟုတ်လေ တော့じゃဒီဖွဲ့ကိုသွားကြည့်တဲ့ခါမှာကျွန်တော်ဖွဲ့ကိုသွားကြည့်တဲ့ခါဘာဆိုလားဆိုတော့စားလို့တယ်စားလို့တော့ပေါ့ပြ ချီကျိုးလက်ချိုး ဟုတ်တယ် ဘယ်လိုကရှေ့တော်မင်းသမီးလေးမေမေ ကိုမိုးရီ ဘာလို့ ပြင်လိုက်စမ်းပါအဲ့ဒီအမူအရာခမရမျက်နှာခမရပြင်လိုက်စမ်းအဲ့မျက်လုံးနဲ့မကြည့်နဲ့အဲ့တံပရမျက်လုံးနဲ့မကြည့်နဲ့အဲ့ဒီကြည့်တာကြီးကိုမခက်စင်ကာပူကပြန်လာပြီးတဲ့ခမရအချိုးကိုပြင်လိုက်ပါ အမေ စင်ကာပူကပြန်လာပြီးအဲ့ဒီချိုးပြင် စင်ကာပူเจ้าကိုပြန်မဆနဲ့နော် နော်ကိုမိုးရီ မင်းကိုစင်ကာပူတော့ငါသနာလို့နော်ကြည့်နေတာ ကိုမိုးရီ တိန်ညွန့် ကိုမိုးရီ မမောနဲ့မိုးရီရံဖြစ်နေတယ်တက်တယ်ပါမယ်သွားကြည့်ရအောင် အမဒါမင်းတို့နှစ်ယောက်တည်းကွာတယောက်နဲ့တယောက်ကငါကွန်မိုးဒီဘက်ကလည်းလိုက်ပြောတာမဟုတ်ဘူးဟိုမင်းဘက်ကလည်းလိုက်ပြောတာမ ကျွ ဟုတ် န်တော်ပြောမယ်လို့ပြောထားပြီးသားလေ ငါဒီနားမတက်ရနေတာ ရနေပါအဲ့မှာရနေပါ ရက်ကွက်ထဲမှာမင်းလူကြီးလို့ဖို့ကောင်းတယ်နော် ကျွန်တော်ပြောချင်တာမိမများတန်တန်လေးအကက်ဖြတ်ပါဝေးပါမ အကောအဆိုးဘယ်လိုက ကိုမိုးရီ ဟုတ်တယ် ကိုမိုးရီရေ ဘာလို့ကပြော အဲ့မျက်လုံးပြင်လိုက်စမ်းပါ အမေမျက်လုံးပြင်လိုက်စမ်းပါ နော်အဲ့ဒီမျက်လုံးပြင်လိုက်စမ်း ဒီ ပါ မျက်လုံးဟာမင်းပေါ်မှာမယိုးသားတဲ့မျက်လုံးနဲ့ကြည့်နေလို့မထင်နေမလား တန်တရားမျက်လုံးနဲ့ကိုမိုးရီပြင်လိုက်စမ်းပါ စင်ကာပူမှာလေတခန်းထဲမှာနှစ်ယောက်ထဲနေရတယ် မပြော မ နဲ့ င်းကတင်မောမှာကိုယ်လေးအိတ်နေတာငါတရင်းနဲ့တော့ထကြည့်တယ်မင်းငါသနာလို့နော်မင်း ခမရဒီအထိတောင်မှခမရအကြံနေကြံနေတယ်ပေါ့ မင်းကငါသနာ သ လို့ ဘောပေါက်ပါပြီခမရဒုတ်ချင်းရိုက်မယ်ဆိုတော့ကျွန်တော်သဘောပေါက်ဟာ ကိုမိုးရီစိတ်ပညာရံမုံမွေဝဲမှာခမရနဲ့ကျွန်တော်နဲ့နှစ်ယောက်စိတ်ဝင်းမကွဲကျင်ဘူး ကျွန်တော်စိတ်စီတိုင်းလုံးလိုက်ရရင်တော့ခမရဓမ္မစိတ်ညစ်သွားမယ်နော် အမေ ဟင်ခါနိုင်ပြောဟင်ခမရဟင်ပြောလို့မရ ဘယ် ဘူး လိုစမ်းရင်ဘယ်လိုစမ်းရင် ခမရစိတ်ပညာရံမုံမှာစိတ်ပညာနဲ့ကျွန်တော်စိတ်နဲ့ညှို့ပြစိတ်နဲ့ပဲဗျာခမရကိုကဲဟိုက်ဟိုက်အော် တစ်ချက်ပဲတစ်ချက်ပဲ မင်း တစ်ချက်ပဲ တယောက်နဲ့တယောက်ရဲရဲဆက်ဆက်မင်းငါ့ကိုကန်ဟမ် ပြီးပါပြီပြီးပါပြီပြီးပါပြီကန်ပြီးပါပြီ ဟေး ကန်ပြီးပါပြီ ပြီးလို့တော့ပြီးမှမသိဘူးအိပ်ပျော်သွားဟမ်မင်း ပြီးလို့တော့ လောက်တော့မင်းငါ့ကိုရဲရဲဆက်ဆက်မျက်နှာကန်ရင် လောက်တယ် ငါကလည်းစိတ်ပညာမိသားစုငွေပကြေးရံပုံငွေဘွဲမှာမင်းကိုလည်းငါစိတ်ပညာနဲ့ဟုတ်လို့လက်ကိုလိန်ချိုးတယ် ကိုမရီကြောမယ်ကိုမရီကြောမယ်စင်းကြီး လွတ်ထားတာကြာလာပြီဟဲ့ကောင်မင်းအမှုကြီးအောင်မလုံးနဲ့ဟဲ့ကောင် ကိုမရီကြောမယ်စင်းကြီးဟင် ဘာပြောမယ်စင်နေလဲမင်းစင်နေရမှာ အော်ဒီလိုလား ဒီလိုပဲ ကျွန်တော်ခင်ဗျာလိန်ဆွဲတယ်ဗော ဟမ် အဲ့တော့ လိန် ခင် ဆွဲ ဗျာကိုလည်းကျွန်တော်ကညစ်တယ် အော် ကိုမရီ ဟမ် ကျွန်တော်ညစ်တာလေဘင်းကိုလေဘင်းညစ်တာများ မင်းကလေဘင်းမမသိလေဘင်းမမသိ လေဘင်းကိုညစ်တာများဒီမှာလက်ကြည့်ပါဦးပြီး မင်းကငါ့ကိုလေဘင်းညစ်တယ် ညစ်တယ် ဟာဟာမင်းကတော့ငါလေဘင်းညစ်တယ်ငါလည်းကဲမင်းကိုတောက်တယ်ကွာ အငွေးအမတွိုက် ငါဒီလေစီးကိုတောက်တာနော်မင်းဘယ်နေရာသွားအောင်နေရလဲ လဲစီပြောပါလားခင်ဗျာကလဲစီမမသိ လေစီးကလွဲလို့ငါဘဲမှာတောက်တရားအကြောင်းမရှိ အဲ့လိုလား အဲ့ဒါလိုပဲ အဲ့ဒါခင်ဗျာကိုကျွန်တော်ဆွဲတယ်ခြေတော့ကိုဆွဲတာခြေတော့ ခြေတော့ဆွဲတာဟုတ်ပါပြီဘယ်ဘက်ခြေတော့မှမသိလို့ငါဘယ်ဟာမြောက် ဟဲ့ဒီဘက်ခြေတော့ အော်မြောက်ပြီးရင်မင်းကိုလိုကန်လာလုပ်တယ်နော်အော်မင်းငါ့ကိုခြေတော့ကိုဆွဲတယ်မင်းငါ့ခြေတော့ကိုဆွဲရင်ငါလည်းမင်းကိုကဲဆွဲနှုတ်တယ်ကွာ ဟာမလေးဟိုင်း မျက်ခုံးမွေးနော်မျက်ခုံး မျက်ခုံးမွေးပြင်လဲမျက်ခုံးမွေးလို့ပြောပါလားအော်ဒီလိုလား မျက်ခုံးမွေးပဲကြရဲပါလေဒီနေ့နေရာမလုပ်ရဲပါဘူး မျက်ခုံးမွေးနှုတ်တယ်ဆိုလဲကျွန်တော်လည်းခင်ဗျာအဲ့နဲ့ခင်ဗျာဆောင်းထိုးတယ်ထိုးတယ်ကိုမိုရီကျွန်တော်နှာခေါင်းပေါက်ကိုထိုးတာနော်ကျွန်တော်လက်ကိုကြည့်ပါထိုးတယ်နှာခေါင်း နှာ ပေါက် ခေါင်းပေါက်ကိုထိုးတာ ထိုးတယ် နှာခေါင်းပေါက်ကိုမင်းကလည်းငါလည်းကဲဒီကနာနာကြီးမလုပ်ဘူးကွာကပုတ်တယ်ကွာမင်း တ
သည်စင်ကာပူကပြန်လာပြီးဒါတွေတက်တယ်ဆိုသည်အဲ့ဒါတွေကဟိုမှာပြီးဟိုမှာထားခဲ့တော့ ပုတ်တယ်ကွာကပုတ်တယ် ဟိုဟာမပါဟိုဟာတွေမပါနဲ့ ဒီနှာခေါင်းထိုက်ကလေးကိုပုတ်တာနော်မင်းနှာခေါင်းထိုက်ကိုငါပုတ်နေ နှာခေါင်းတိတ်ဆိုတော့နှာခေါင်းတိတ်ပြောပါလား အေးနှာခေါင်းထိုက်ပဲပုတ်ရပါတယ်ဒီမင်းငါမပုတ်ရဲပါဘူး အော်အဲ့ဒါလို့လား အဲ့ဒါလို့ပဲ အဲ့လိုဆိုရင်ခင်ဗျားကိုကျွန်တော်ကပါစဖြဲတယ်ဖြဲတယ်ရုပ်ကျွန်တော်အေးအောင်မရခနိုင်ဘူး အော်တန်တဲ့ဦးတဲ့ဦးရော ဟောရလက်ကပြောတာပါဆာပါသဘောပေါက်ပြီ မင်းနှလုံးလောက်သွားတယ်ဟလားအော်မင်းငါ့ကိုအဲ့လိုနှခမ်းအဲ့လိုငါလည်းမင်းကို လုံးတယ် မင်းကမင်းမတတ်ရတဲ့ကော်စောဆောင်းဆွဲတယ်ကွာ အမလေးဗျာအော်ဒီလိုလား ဒီလိုပဲ အော်ဒီလိုအဲ့လိုဆိုတော့ကျွန်တော်မျိုးလုံးကိုဖြဲတယ်ဗျာ မင်းတော့ပဲမင်းလည်းငါပြန်ဖြဲတယ်ကွာ ကမလေးအနေထားလေးပြက်ကုန်မယ်ချေလူဖက်နာအဲ့ဒါမလုံး နေကငါစဉ်းစားအောင်မယ်ငါဘယ်ဖြဲတာလဲမသိဘူးအေးစဉ်းစားအောင် ကျုပ်ကဘယ်နာမှာကျုပ်ကဘယ်နာ ငါ မှာ မဟုတ်ကနရွက်ကွာနရွက်ဖြဲတာကွာကဲ အော်ဒီလိုလားအဲ့ဒါဆိုခင်ဗျားတို့ကျွန်တော်လည်းကဲစိတ်ကလေးနဲ့ဗျာအေးဂရီထိုးတယ် ဟောရတယ်ဟောကလေးထိုးတယ်ခေါမလားရတတ်တယ်ဟောရတတ် ဟုတ်ပြီ ဟုတ်ပဲ ဘာဖြစ်နေ ဘယ်ရောက်သွားလဲ ဘာဖြစ်နေ ဟိုကကျွန်တော်ကလေးထိုးနေတာ ဗလီထိုးတဲ့ကောင်ကအိမ်ပြန်သွားလို့ရောက်တောင်ရောက်လာပြီမှာ ဘာဖြစ်နေကြတာ အေးမင်းလုံးပြီးပြစ်သွားတဲ့အချင်းကပြောက်ကုန်မပြောက်ဘူး